Ponzi scam လို့ pyramid scam လို့ပေါ့နော်ဆိုတော့ငွေလိမ်သွားပြီးငွေပါသွားပြီးဟို founder ပြေးသွားပြီးအဲ့လိုမျိုးတွေကြုံနေရတဲ့အခိုက်လေးတွေအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ M0 Family ရဲ့ founder ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ program လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်အဲဒီ program လေးကတော့ fund manager program ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ program လေးကိုမပြောခင်မှာကျွန်တော် share disclaimer လေးနဲ့ပြောပါမယ်ကျွန်တော်ဒီ program ကိုဘယ်အဖွဲ့အစည်းဘယ် company ဘယ်သူတူတယောက်နဲ့မှအခြေဆက်လုပ်ကိုင်တာမျိုးမရှိဘူးလေကျွန်တော်ရဲ့ M0 Family ကိုအောက်ကနေမှစတင်ပြီးဆွဲတဲ့ပထမဆုံးသော program လေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ program လေးကိုတစ်ဆင့်ချင်းpresentation နဲ့မှာကျွန်တော်ရှင်းပြသွားပါမယ်ဒီ program လေးဖြစ်ပေါ်လာပုံနဲ့ကျွန်တော်ဈေးကွက်ထဲကအခုနေတဲ့ပြဿနာတွေကိုကျွန်တော်ဘယ်လိုဖြေရှင်းသွားမလဲပြီးတော့ဘယ်လိုမျိုးလူတွေနဲ့ကျွန်တော်လက်တွေ့သွားမလဲလူကြီးအကန့်အသတ်ချက်ဘယ်လိုမျိုးနဲ့ကျွန်တော်ထားရတယ်ဆိုတာလေကျွန်တော် background detail ပေးတယ်ကျွန်တော်ဘက်က responsible ပိုင်းလုပ်ပေးထားလဲဆိုတာကိုကျွန်တော်တစ်ဆင့်ချင်း presentation နဲ့မှာရှင်းပြသွားပါမယ်slide လေးနဲ့ကြည့်လိုက်ရအောင်ကျွန်တော်ဒီ slide လေးထဲမှာအားလုံးနားလည်သဘောပေါက်အောင်အရှင်းဆုံးဖြစ်အောင်ကျွန်တော်ပြင်ဆင်ထားတယ်အဲ့ slide လေးကိုကျွန်တော်အတူတူကြည့်ရင်းနဲ့သဘောပေါက်တဲ့မိတ်ဆွေများဆိုရင်လည်းကျွန်တော်တိုက်ရိုက်လာမေးလို့ရပါတယ်ခင်ဗျဆိုတော့စလိုက်ရအောင်ဆိုတော့ကျွန်တော်ဒီမှာ session 3ခုနဲ့ရှင်းပြထားမယ်session A session B session C 3ခုပေါ့နော်ဆိုတော့ session A မှာဆိုရင် fund manager တယောက်ဘာကြောင့်ငှားတယ်လဲဆိုတာရယ် session B မှာ investment လုပ်ခြင်းနဲ့ fund manager ငှားခြင်းရဲ့ကောင်းကျိုးဆိုးကျိုးတွေဘာတွေရှိမလဲဆိုတာရယ် session C မှာတော့ကျွန်တော်နဲ့လက်တွဲပြီးတော့ရှေ့ဘယ်လိုအမြတ်ရယူကြမလဲဆိုတာကိုကျွန်တော်အသေးစိတ်လေးရှင်းပြထားပါတယ်ဆိုတော့ session A လေးကျွန်တော်တို့စလိုက်ရအောင် session A မှာဆိုရင်ကျွန်တော်နံပါတ်1အချက်ကတော့ဒီ fund manager တယောက်မှာရှိတဲ့ talent လေးတွေပေါ့နော်ဆိုတော့ကျွမ်းကျင်မှု skill လေးလို့လည်းပြောလို့ရတယ်ကျွမ်းကျင်မှုတွေကသူတို့က stock share banner အေးဆေးကွက်တွေအကုန်လုံးပေါ့မျိုးမျိုးသောသက်ဆိုင်ရာနယ်ပယ်ပေါ့ဆိုတော့အဲ့ဒီဟာမှာကျွမ်းကျင်တဲ့တက်မြောက်မှုတွေရှိပါတယ်ဆိုတော့ skill set တစ်ခုကိုသူတို့ကပိုင်းသေးပုံသေးရထားပြီးသားလူတွေဖြစ်တယ်ဒါနံပါတ်1တစ်ချက်အကျိုးကျေးဇူးအနေနဲ့ကတော့ကိုမသိတဲ့အချက်လေးတွေကိုဆုံးဖြတ်ချက်မှန်မှန်ကန်ကန်နဲ့သူတို့ကချမှတ်ပေးနိုင်တယ်ပေါ့ဆိုတော့နံပါတ်2မှာစနစ်တကျ diversify လုပ်ပေးနိုင်တယ်ဆိုလိုတာကတော့တခုတည်းပေါ့နော်ငွေပမာဏအများကြီးပုံဟောတာမျိုးမဟုတ်ဘဲနဲ့တခုအပိုင်းလေးတွေခွဲပြီးတော့မှရှင်းနှမြုံနှံမှုပြုလုပ်ပေးတယ်အကျိုးမြတ်ရလာရင်လည်းအဲ့အကျိုးမြတ်ပုံမှာထပ်ပြီးတော့ခွဲချမ်းစိတ်ဖြာပြီးတော့ရှင်းနှမြုံနှံမှုတွေထပ်လုပ်တော့ဆုံးရှုံးမှုဥမာတခုခုကြုံရမယ်ဆိုရင်ကျွန်တော်တို့အကန့်လေးတွေအများကြီးခွဲတာတော့ပို့ပြီးတော့အဆင်ပြေပါတယ်ချင်းနဲ့မှာကျုပ်အကုန်လုံးပြစ်ထည့်လိုက်တာမဟုတ်ဘဲနဲ့ခွဲထုတ်ထားတဲ့ပုံစံမျိုးဖြစ်ပါတယ်ဆိုတော့နံပါတ်3ကတော့စီးပွားရေးအခြေအနေကိုချက်ချင်းသိမြင်နိုင်ခြင်း fund manager တွေရတဲ့ဒီစီးပွားရေးထိပ်တန်းသတင်းချက်လက်တွေနဲ့နေရင်အမြဲဆုံးရောင်းဝယ်ဆုံးဖြတ်ချက်ကိုချနိုင်ပါတယ်ဆိုတော့တာမန်လူတယောက်ဆုံးဖြတ်ချက်ချရတဲ့ပို့ပြီးတော့ response distribute လိုက်အရင်မြန်တယ်ဆိုတော့သတင်းထွက်လာပြီဆိုရင်ဘာလုပ်ရမလဲဆိုတော့ fund manager တိုင်းမှာဒီသူတို့ရဲ့ idea setup တွေကရှိပြီးသားဖြစ်ပါတယ်ဆိုတော့နံပါတ်4ကတော့စီမင်းအတိုင်းအတာတစ်ခုအနေနဲ့လှုပ်ဆောင်မှုပါဆိုတော့စီမင်းမရှိဘူးဆိုရင်ဘယ်နေရာမှာဘယ်အခြေအနေမှာဘယ်လိုပုံစံမျိုးမှကြမခံပါဘူးအဲအကြောင်း fund manager တိုင်းဒီသူ့ရဲ့စီမင်းသူ့ရဲ့နည်းဥပဒေတွေကိုအကုန်လုံးချမှတ်ထားတယ်သူဘယ်ချိန်ရောက်ရင်ဘာလုပ်မယ်ဘယ်လိုဖြစ်သွားပြီဆိုရင်ဆက်မလုပ်တော့ဘူးရက်လိုက်မယ်အဲဆိုတော့ဒါကတော့အချမ်းရင်းလေးပေါ့နော်ဆိုတော့ဒီလိုသက်ဆိုင်ရာစီမင်းလေးတွေကိုပိုင်ချမှတ်ထားတာလေးရှိပါတယ်ဆိုတော့နံပါတ်5နှစ်ချုပ်အနေနဲ့ကတော့မိတ်ဆွေတို့အနေနဲ့ဒီ fund manager တယောက်လက်တွဲတော့မယ်ဆိုရင်ကိုမေးတင်မေးထိုက်တဲ့မိကုံးလေးတွေမေးပါပြီးတော့ fund manager နဲ့ဘယ်လိုမျိုးရရှိသွားရမလဲပြီးတော့အဲ့ဒီ fund manager ဟောဘယ်လောက်ထိယုံကြည်စိတ်ချရလဲဆိုတာလေးတွေအဲ့ဒီမိကုံးလေးတွေ detail list တွေပေါ့နော်ကျွန်တော်လည်းမေးလို့ရပါတယ်အကုန်လုံးမေးမြန်းပြီးမှလက်တွဲဖို့ကျွန်တော်အကြံပြုပါတယ်ခင်ဗျာဆိုတော့ session B လေးစလိုက်ရအောင်ကျွန်တော်တို့ session B မှာကတော့ investment လုပ်ခြင်းနဲ့ fund manager ငှားခြင်းတို့ရဲ့အကောင့်ကျိုးဆိုးကျိုးနှစ်ခုကိုကျွန်တော်ရှင်းတွဲပြီးပြပါမယ်ဒါကတော့လောလောဆယ်မှာဒီ fund manager နဲ့ investment ကိုအကြံဉာဏ်လေးကျွန်တော်နှိုင်းရှင်းပြတာပေါ့နော်ဒါကတော့ investing on your own ဆိုတော့ပြောချင်တာကဒါကိုယ်တိုင်လုပ်မဲ့ဟာကိုပြောတာပေါ့နော်ဒါ investment နဲ့တော့တိတ်တော့မဆိုင်သေးပါဘူးဆိုတော့
ကိုလုပ်မယ်ဆိုလို့ရှိရင် full control over your money ဆိုတော့ကိုယ့်ရဲ့ပတ်စံကိုအကုန်လုံးအလုံးစုံထိန်းချုပ်လို့ရမယ်ပြီးတော့ no management fee ဘာမှငွေကြေးထပ်ကုန်ကြစရာမလိုဘူးဘယ်သူမှလည်းပေးစရာမလိုဘူးပေါ့နော်ပြီးတော့ learn and grow your own knowledge ကိုယ့်ရဲ့သိထားတဲ့ဟာတွေနဲ့ပဲကိုကလေ့လာပြီးတော့ဖြည်းဖြည်းချင်း grow ဖြစ်သွားအောင်လုပ်ကြမှာပါဆိုတော့ဒီဟာလေးအချိန်တိုင်းတာတစ်ခုတော့လိုအပ်ပါတယ်ဆိုတော့အဆိုးကျိုးလေးတွေကပါလေးရှိမယ်ဆိုတော့ require a lot of time and research ရှင်းမှာကျွန်တော်ပြောခဲ့သလိုပဲအချိန်ပေးရမယ်ပြီးတော့ research တွေလုပ်ရမယ်အဲ့ဒီအတွက်ကျွန်တော်လည်းအများကြီးပေးဆက်ခဲ့ပါတယ်ဒီလိုမျိုးအခြေအနေ level ထိရအောင်ပေါ့နော်ဆိုတော့ higher risk or emotion or poor decision ဆိုတော့ကိုကအဲ့ဒီကျွမ်းကျင်မှုမရှိသေးဘူးနုနယ်သေးတယ်ဆိုရင် emotion ကတကယ်ကို level တစ်ခုအနေနဲ့အမြင်ကြီးဝင်ချလာတတ်တယ်ဒီ market ကအကွက်တွေပြတဲ့အချိန်တွေမှာဆိုတော့အဲ့ဒီအချိန်မှာဆုံးဖြတ်ချက်အမှားလေးတွေချမှတ်နိုင်တယ်ဒါကတော့ဆိုကြိုးလေးတွေပါဆိုတော့ limit access to professional to resource okay ဒါကြတော့ကျွန်တော်တို့ဒီ trader တွေပဲဖြစ်ဖြစ် fund manager တွေပဲဖြစ်ဖြစ်သူတို့မှာ special tools လေးတွေရှိရဲအဲ့ဒီ tools လေးတွေကိုသူတို့ကဒီ fund management လုပ်နေတဲ့အချိန်မှာရောသူတို့ကိုယ်ပိုင်အကောင့် trade နေတဲ့အချိန်မှာအဲ့ဟာလေးတွေနဲ့ဒါရိုက်နေသားကြအောင်လေ့ကျင့်ထားတဲ့သူတွေဖြစ်ပါတယ်ဆိုတော့အဲ့ဒီအတွက်ကြောင့်ကိုမိတ်ဆွေတို့အနေနဲ့ကိုယ့်အကူစမယ်ဆိုရင်ဒီလိုမျိုးလမ်းကြောင်းလေးတွေကနေဖြစ်ဖြစ်ချင်းတက်သွားဖို့ကိုကျွန်တော်အကြံပေးချင်ပါတယ်ဆိုတော့ဒီ fund manager ငှားလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒါလေးနဲ့ရွှေ့လိုက်မယ် okay fund manager ငှားလိုက်ပြီဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ဒီ save time effort ပေါ့နော်ကိုယ့်ရဲ့အုံစားစရာလည်းမလိုတော့ဘူးအချိန်ုံလည်းအကုန်ခံစရာမလိုတော့ဘဲနဲ့ကိုယ့်အနေနဲ့ပတ်စံကန်တစ်ခုကိုဖန်တီးနိုင်မယ်ပြီးတော့ better risk management risk management ကောင်းကောင်းလေးကိုဒီ fund manager ကိုငှားထားတဲ့ fund manager ကိုလက်တွဲထားတဲ့ fund manager အနေမှာကောင်းကောင်းလေးပြုလုပ်ပေးနိုင်တယ်ပေါ့နော်ပြီးတော့ diversify portfolio ကိုယ့်ရဲ့ portfolio လည်းအမြဲတမ်းကိုယ်တိုင်လုပ်တဲ့ဟာထက်ပိုပြီးတော့ကောင်းနေလိမ့်မယ်ပြီးတော့ခွဲခြမ်းစိတ်ဖြာပြီးတော့လည်းကိုကprofit လေးတွေထုတ်လို့လည်းရတယ်ပြီးတော့ emotion free decision ကျွန်တော်တို့ကကြတော့ဒီ client account တွေကို trade ပေးနေရတဲ့အချိန်ကာလမှာကျွန်တော်မှာ emotion လုံးဝမရှိဘူးတနည်းအားဖြင့်ပြောမယ်ဆိုရင်ကိုယ့်ရဲ့ process ကိုတေချာလေး focus လုပ်ထားတဲ့အတွက် emotion ကကျွန်တော်တို့နဲ့မဆိုင်ဘူးလို့ဘေးရောက်နေတယ်ဆိုတော့ဒီကတော့ fund manager ရဲ့အားသာချက်လေးတွေပါဆိုတော့အားနည်းချက်ပါလေးရှိမလဲအားနည်းချက်ဆိုရင်တော့ဒီ management fee apply လုပ်ပေးရပါတယ်ကျွန်တော်တို့သတ်မှတ်ထားတဲ့ rate တစ်ခုအနေမှာမိတ်ဆွေတို့ရဲ့အကျိုးအမြတ်ကိုခွဲယူရတာဖြစ်ပါတယ်ပြီးတော့ less direct control ဒီကိုယ့်ရဲ့ဥမာfund manager ဝင်လိုက်တယ်ကိုကသွားပြီးတော့အဖွင့်ပိတ်လေးလုပ်လို့မရဘူးဒါမျိုးလေးတွေတော့direct control လေးတော့ရော့ကြပါမယ်ပြီးတော့ need to trust someone with your money ဆိုတော့ကိုယ့်ရဲ့ပတ်စံနဲ့သူများကိုယုံကြည်ပေးရမယ့်အခိုက်အတန့်လေးပါအဲ့လိုယုံကြည်မှုတည်ဆောက်နိုင်မှုအတွက်ကိုgood relationship လေးစတင်ပြီးတော့ပြုထောင်ထားဖို့လိုတယ်ပြီးတော့သူကြောင့်ဒီ professional life မှာဘယ်လိုရှိလဲဆိုတာလည်းစုံစမ်းထားဖို့လိုအပ်ပါတယ် okay ဒါကတော့ investment လုပ်ခြင်းအဆိုးကျိုးလေးတွေကိုဆိုးကျိုးနဲ့ကောင်းကျိုးလေးတွေကိုကျွန်တော်ရှင်းတွဲပြတာပါ okay investment လုပ်ခြင်းရဲ့ကောင်းကျိုးတွေမှာဆိုရင်အကယ်လို့မိတ်ဆွေတို့ investment လုပ်မဲ့ company ကစိတ်ချရမယ်ခိုင်မာမှုရှိမယ်ဆိုရင်တော့ဒါတော့ usual နဲ့မိတ်ဆွေတို့အတွက်ဘာမှကောင်းစားစရာမလိုပဲနဲ့ပတ်စံကန်တစ်ခုလေးရလာမှာပေါ့နော်ဆိုတော့ဒီမှာတစ်ခုတတိထားစရာလေးကအဲ့လိုမျိုးကိုအတိုးမြင့်မြင့်နဲ့ပေးနေတာပေါ့နော်ဆိုတော့ရေရှည်ခံနိုင်ရဲ့လားဆိုတော့ရေရှည်မခံမင်းနဲ့ပျောက်သွားရင်ကိုပတ်စံအလုံးစုံကုန်သွားမှာလားဒါမျိုးတွေတွက်ဖို့လိုတယ်ဆိုတော့တခုခုဆိုရင်ကျွန်တော်တို့ကငစားကိုကြီးပဲမမြင်ပဲနဲ့ငများစိတ်ကိုပါထည့်မြင်ဖို့လိုအပ်ပါတယ်ဆိုတော့ဒီဟာကတော့ကျွန်တော် remind လုပ်ပေးတာပါဆိုတော့ဆိုးကျိုးလေးတွေကတော့ဗါရရှိမလဲကျွန်တော်တို့မြန်မာနိုင်ငံမှာအများဆုံးကြုံတွေ့နေရတဲ့ဒီ Ponzi scam လို့ pyramid scam လို့ပေါ့နော်ဆိုတော့ငွေလိမ်သွားပြီးငွေပါသွားပြီးဟို founder ပြေးသွားပြီးအဲ့လိုမျိုးတွေကြုံနေရတဲ့အခိုက်လေးတွေကိုဒီဟာ investment လုပ်ခြင်းအဆိုးကျိုးတွေမှာတွေ့ရှိနိုင်တယ်ပေါ့နော်ဟိုမိမိပတ်စံမိမိလိုရတဲ့အချိန်မှာချက်ချင်းပြန်မထုတ်နိုင်ဘူးဒါလည်းအကုန်လုံးကြုံဘူးလိမ့်မယ်လို့ထင်ပါတယ်ကိုကinvestment လုပ်လိုက်တယ်ကိုယ့်ရဲ့ profit ကိုတော့ကိုအောက်ကျခံပြီးတောင်းနေရတဲ့ခိုင်မျိုးလည်းရှိကောင်းရှိနေနိုင်တယ်ဆိုတော့ဒါကျွန်တော်လည်းကြုံခဲ့ဘူးလို့ပေါ့နော်ကျွန်တော်ဝေမျှတာပါဆိုတော့မိမိရင်းနှီးမြှုပ်နှံလိုက်သော company ဒီ Ponzi scam လှုပ်ဆောင်နေလျင်လည်းငွေကြေးဆုံးရှုံးမှုများဖြစ်ပေါ်တတ်ပါတယ်ပြီးတော့ market နဲ့ပတ်သက်ပြီးတော့အတွေ့အကြုံပညာရပ်များလည်းတခုမှရမှာမဟုတ်ပါဘူးဘာလို့ဆိုတော့သူတို့ပိုင်းသူတို့ကိုပတ်စံယူရတယ်သူတို့စိတ်ကြိုက်လှုပ်ရှင်သူတို့လှုပ်ပြီးတော့မှကိုပတ်စံဆုံးရှုံးသွားပြီလားပါလားဆိုတဲ့ဟာအဲ့ဒီ process တစ်ခုပဲပြန်သိလာတာအကိုက market နဲ့ပတ်သက်ပြီးတော့အတွေ့အကြုံနဲ့ဘာမှမရောက်ဒီ process ဒီလုပ်ငန်းကြီးကဘယ်လိုပေါ်မှာအခြေခံပြီး run နေတယ်ဆိုတာလည်းကိုဘာမှသိမြင်ရမှာမဟုတ်ပါဘူး okayဆိုတော့ကျွန်တော် next slide လေးတွားလိုက်အောင်ဒါကတော့ကျွန်တော် fund manager ငှားခြင်းရဲ့စိုးကျိုးလေးတွေပြောပါမယ် fund manager တယောက်တည်ကောင်းမွန်စွာကျွမ်းကျင်မှုမရှိပါကမိမိသတ်မှတ်ထားသော limit တော့အမှာကိုထိနိုင်ပါတယ်
ပြောမှဆိုရင်မိတ်ဆွေတို့ afford to lose ဖြစ်တဲ့ amount တစ်ခုထည့်ထားလိုက်တယ်ဆိုရင်အဲ့ fund manager ကကျွမ်းကျင်မှုမရှိဘူးဆိုတာပဲဖြစ်ဖြစ်သူ market breakdown ဖြစ်တာပဲဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ဆိုတော့ကိုယ့်ရဲ့ store limit ကိုလာထိနိုင်တယ်ပြီးတော့နောက်တစ်ချက် fund manager နဲ့မိမိကြာ profit share ကွာဟနေတယ်fund manager ရတာဒီလောက်မိမိရတာဒီလောက်ဆိုပြီးတော့တခါတလေမိတ်ဆွေတို့တွေမှာမြင်တတ်တာတွေရှိလိမ့်မယ်သို့တော့ဆိုတော့အဲ့ fund manager responsible ပေါ်မူတည်ပြီးတော့အဲ့ဒီရဲ့ price တွေ value တွေအကုန်ကွာသွားတာဖြစ်ပါတယ်ဆိုတော့မိမိကိုယ်တိုင် trade order များအဖွင့်ပေးမလုပ်နိုင်ဘူးဒါကတော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲ fund manager တယောက်ဖွင့်ထားတဲ့ order ကိုတော့ဒီအပိတ်အဖွင့်လို့ပုံစံမျိုးတော့လုပ်ပိုင်ခွင့်တော့မရှိပါဘူးခင်ဗျOkay ဒီမှာတော့ fund manager ငှားခြင်းရဲ့အကောင့်ကျိုးလေးတွေပါဆိုတော့မိမိငှားလိုက်တော့ fund manager ဒီfund manager တယောက်ဒီအရေးချင်းပြေးွားစွာရှိနေလေမိမိစီမံခန့်ခွဲခိုင်းလိုက်တော့ငွေကြေးအားပို့ပြီးတော့ grow ဖြစ်အောင်လုပ်ပေးနိုင်တယ်ပြီးတော့ကောင်းတဲ့ profitability တိဆောက်ပေးနိုင်မယ်ဆိုတော့ဒါကတော့ fund manager အဲ့ဒါကြောင့်ရွေးချယ်ပြီးတော့လက်တွဲတင်တယ်ဆိုတဲ့အချက်လေးပါဆိုတော့ပြီးတော့မိမိခံနိုင်ရှိတော့ risk amount ကချိန်ဆပြီးထည့်သွင်းနိုင်တယ်ကိုကဒီလောက်ပဲခံနိုင်ဥပမာကိုကဒေါ်လာ100ပဲခံနိုင်တဲ့ဒေါ်လာ200ပဲခံနိုင်ဒါမျိုးကိုတွေကဒါဥပမာပေါ့နော်ကိုတွေလက်တွဲလို့ရတယ်အဲ့ဒီပုံမှာ fund manager ကဘာမှ complain တက်လို့မရပါဘူးပြီးတော့မိမိကိုယ်တိုင်မိမိပတ်စံကိုအလုံးစုံငွေသွင်းငွေထုတ်ပြီးလုပ်နိုင်တယ်ကိုကဒီ withdraw ထုတ်ရမယ့်အချိန်ရောက်ပြီဆိုရင်ကို withdraw ကိုစီကိုအရင်ကိုတိုင်ပဲကိုရဲ့လက်ဦးမှုရယူပြီးတော့ကိုတိုင်ထုတ်လို့ရတယ် fund manager ကပေးတာမှာ trading login နဲ့ trader password ပဲဆိုတော့ကိုရဲ့ဒီအကောင့်ကြီးတစ်ခုလုံးရဲ့ password တွေဘာတွေလဲပေးစရာမလိုဘူးကိုတိုင်ငွေသွင်းငွေထုတ်လုပ်လို့ရပါတယ်ပြီးတော့မိမိစိတ်သဘောဆန္ဒအရ fund manager နဲ့လက်တွဲမယ်ရေရှည်လက်တွဲမယ်ဒါမှမဟုတ်လက်တွဲဖြုတ်တော့မယ်ဆိုပြီးတော့အခြေအနေတွေမှာလွတ်လပ်စွာဆုံးဖြတ်ချက်ချနိုင်ပါတယ်ဆိုတော့ investment committee တွေနဲ့ဆိုင်ရင်ဒီ fund manager ဘာကြောင့်အားသာချက်ရှိလဲဆိုတာဒီချက်လေးတွေကတော့တည်ဖြစ်ပါတယ် Okay ကျွန်တော် session C လေးတွားလိုက်အောင် session C မှာကျွန်တော်နဲ့ရေရှည်လက်တွဲပြီးတော့ဘယ်လိုအကျိုးမြင်ရကြမလဲဆိုတာကိုကျွန်တော်အသေးစိတ် detail လေးရှင်းပြထားပါတယ်ခင်ဗျOkay ကျွန်တော်ဒီမှာ80-20 group ပေါ်အခြေခံပြီးတော့ကျွန်တော်ရဲ့ project တစ်ခုလုံးကိုဆွဲထားတယ်အဲ့ project လေးတွေကဘယ်လိုလေးဖြစ်မလဲဆိုတာကျွန်တော်ဆက်ကြည့်လိုက်အောင် Okay only I need 12% overall drawdown ကျွန်တော်ဒီ account တစ်ခုကိုကင်မယ်ဆိုရင်အဲ့ဒီ account နဲ့ done to အမောက်ကိုကျွန်တော်မထည့်ခိုင်းပါဘူးဥပမာမိတ်ဆွေက$9000အကောက်ဆိုင်အပ်မယ်ဆိုရင်ကျွန်တော်အဒီ 12% overall drawdown အဲ့ဒါပဲလိုတဲ့အတွက်ကြောင့်မိတ်ဆွေတို့$600ပဲထည့်ထားပေးစရာလိုပါတယ်ထည့်ထားပြီးတော့မှကျွန်တော်စီကိုဒီ trader login နဲ့ password ပို့လာပေးတာနဲ့လုံလောက်ပါပြီခင်ဗျ so withdraw target ကတော့ဒီ 5% ပေါ့နော်ကျွန်တော်တို့အကောက်ဆိုင်ဒီပုံမှာပြန်တွက်ပါတယ်ဒီကောင်အကောက်ဆိုင်ရဲ့ဒီ 5% target ရောက်တာနဲ့ကျွန်တော် withdraw ထုတ်ပါမယ်ဆိုတော့80-20 rule ရမိတ်ဆွေတို့ဒီ 20% profit share ရမယ်ကျွန်တော်ဒီ 80% ယူပါတယ်ပြီးတော့ဒီမှာအကောက်ဆိုင်ကတော့ဒီအတီးတီးပေါ့ရှိရတော့เนาะဆိုတော့မိတ်ဆွေတို့ဒီဟာကိုလည်းကိုယ့်အကူတွက်ကြည့်လို့ရပါတယ်ကိုဘယ်လောက် amount နဲ့လက်တွဲမလဲအဲ့ဒီ amount ရဲ့ 12% ကိုပဲကိုကdeposit တင်ပြီးတော့အဲ့ဒီ trader ကို align ရပါပြီဆိုတော့ဒါလေးကတော့ Buyami program အနေနဲ့တော့ကျွန်တော်ထားထားတယ်ဆိုတော့ Buyami program ကတော့တခြားတိကျအစမ်းပြားကြီးတော့မဟုတ်ဘူးဒီ profit ကပို့ပြီးတော့ normal ထက်ကို 5% ပိုများသွားမယ်မိတ်ဆွေတို့ဒီ80-20ရနေရနေကျွန်တော်က75မိတ်ဆွေတို့က25အနေနဲ့ရရှိမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီအကောက်ဆိုင်ကိုကျွန်တော်က9500ကနေသတ်မှတ်ထားတယ်deposit လောက်ရမယ်ဆိုရင်တော့ 12% ပေါ့နော်9500 12% ဒီ$9000withdraw target ကတော့ကျွန်တော်3950ရောင်းရင်ထုတ်မယ်ဒီမှာဒီမိတ်ဆွေတို့ရရမယ် profit share ပါဆိုတော့ဒါဒီ 25% ပေါ်မှာအခြေခံပြီးတွက်ထားတာဖြစ်ပါတယ်ကျွန်တော်လူတစ်ယောက်အများဆုံး$5သိန်းအကောက်ဆိုင်deposit ဒီ$6000ပဲလက်ခံပါတယ်ခင်ဗျဆိုတော့အရင်လည်းမများဘူးအရင်လည်းမနည်းဘူးဆိုတော့အမောက်ကနေကျွန်တော်အလုပ်လုပ်ပါတယ်ဒီထက်ပိုပြီးတော့လည်းကျွန်တော်လက်ခံဖို့အစီအစဉ်လောက်လောက်ရှိသေးပါဘူးဒါတော့ကျွန်တော် ਨੇ ရေရှည်လက်တွဲရင်းနဲ့တက်တန်းကြလာရင်မိတ်ဆွေတို့ဘက်ကရမယ် profit လေးတွေကိုကျွန်တော် diagram လေးနဲ့ဖော်ပြထားတာပါဆိုတော့ relationship ကျွန်တော် ਨੇ 6လနဲ့အထက်ဆိုရင်မိတ်ဆွေတို့ဒါပုံမှန်ပေါ့နော်ဒီအကောက်ဆိုင်တေးသေးလေးတွေဆိုရင်ဒီ 25% ရမယ် Buyami အကောက်ဆိုင်ကြီးတွေဆိုရင်တော့ဒီထက်ကိုပို့ပြီးတော့ 5% စီများသွားပါမယ်ဆိုတော့ 5 year plus တီကိုကျွန်တော် planning ဆွဲထားပါတယ်ဒီမှာတော့ဒါ diagram လေးပါဆိုတော့အားလုံးပဲဒီ
ဖြည်းဖြည်းချင်းနဲ့ကျွန်တော်တို့ grow up ဖြစ်ဖို့ပဲကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ဒီဟာကျွန်တော်ဘက်ကနေကျွန်တော်အကောင်းဆုံးပေးနိုင်သော guarantee တစ်ခုဖြစ်ပါတယ်ဆိုတော့90 rule အရာကိုကျွန်တော်ဒီ guarantee ကိုဆွဲထားပါတယ်အဲ့ဒီပုံမှာအခြေခံပြီးတော့ဆိုတော့90 rule ရာဒီ beginner trader တွေကပေါ့နော်သူတို့ရဲ့90%သောပတ်စံကိုပထမရက်90အတွင်းမှာတယ်ဟို90%သော trader တွေကအကုန်လုံးဆုံးရှုံးသွားကြရတယ်ဆိုတော့အဲ့ဒီပုံမှာကျွန်တော်မူတည်ပြီးတော့ကျွန်တော်ဒီရက်90 TT grant ပေးထားတယ်ရက်90အတွင်းမှာတစ်ခုခုဖြစ်ခဲ့လို့ရှိရင်မိတ်ဆွေတို့တင်ထားသော deposit ရဲ့80%ကိုကျွန်တော်အပြည့်အဝပြန်လည်လွှဲပြောင်းပေးမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဘက်ကနေတာဝန်ယူမှုတာဝန်ခံမှုတစ်ခုလည်းဟုတ်တယ်ကျွန်တော်ရဲ့ skill ကိုရှုံလို့လည်းဒါ challenge တစ်ခုခေါ်တာလည်းဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော် offer ထပ်လုပ်ပေးတယ် add-on plan လေးတွေပါဒါ option တွေပါမိတ်ဆွေတို့သဘောကျလို့ရှိရင်ရွေးချယ်ဝယ်ယူလို့ရပါတယ်သဘောမကျဘူးကိုကပုံမှန်တိုင်းလေးပဲဆက်ထည့်ထားခြင်းနဲ့ဆိုလည်းအဆင်ပြေပါတယ်ဆိုတော့ဒီကတော့ 5% add-on လုပ်မယ်ဆိုရင်ဥပမာမိတ်ဆွေတို့က2080ကိုမလုံလောက်လို့ကိုက 5% ထပ်ပြီးတိုးယူခြင်းနဲ့ပြောမယ်ဆိုရင်တော့ဒီ6လမပြည့်ခင်ပေါ့နော်6လမပြည့်ခင် 5% တိုးယူခြင်းနဲ့ဆိုရင်တစ်လကို$89နဲ့ကျွန်တော်ဒီ add-on plan လေးဝယ်လို့ရတယ်ဆိုတော့ 10% 15% 20% ထိကိုကျွန်တော် plan လေးချထားပေးပါတယ်ဆိုတော့ 20% ကတော့ကိတ်ဆုံးပဲပေါ့နော်ကျွန်တော်ဒီပုံမှန်သွားမယ်စီမှာတော့ okay ဒါကတော့ special plan လေးပါ special offer လေးဖြစ်ပါတယ် special offer အဲ့တော့မှာကျွန်တော်ဒီဂျွန်လတစ်လအတွက်ပဲကျွန်တော်ထားထားပေးပါမယ်ဂျွန်လကုန်ပြီးတော့ဇူလိုင်ရောက်လို့ရှိရင်တော့ဒီ plan မရှိတော့ပါဘူးဆိုတော့ဒါတစ်နှစ်ပါတစ်နှစ်အတွက်တစ်နှစ်စာလုံးကိုကျွန်တော်ဆွဲထားတဲ့ plan ဖြစ်ပါတယ်မိတ်ဆွေတို့ဒီအားကို subscribe စလုပ်တဲ့နေ့ကနေစပြီးတော့ဒီ12လ TT ကိုကျွန်တော် run ပေးသွားမှာဖြစ်တဲ့ပတ်စံကတော့$1499နဲ့ဒီ normal customer တွေဆိုရင် normal account size လေးတွေပေါ့နော် normal account size လေးတွေဆိုရင် double ဖြစ်သွားမယ်ပုံမှန်20ရနေရကနေ 40% ဖြစ်သွားမယ်ဘူးရိုင်းပြီးဆိုရင်တော့ပုံမှန်သူက25ရတာအခြေခံပေါ့နော်25ရနေကျွန်တော်တို့ 50% ထိလို့ရပါပါမယ်โอเคဆိုတော့ဒီຢာလေးကလည်းကျွန်တော်အနေနဲ့လည်းအဆင်ပြေတယ်မိတ်ဆွေတို့အတွက်လည်းအဆင်ပြေမယ်ထင်လို့ထည့်ပြီးတော့ offer လုပ်ထားပေးတာဖြစ်ပါတယ်ခင်ဗျโอเคဆိုတော့ဒီမှာကျွန်တော်ရဲ့ limitation လေးတစ်ချက်လောက်ရှင်းပြခြင်းနဲ့ဒီ plan ကိုကျွန်တော်ကဘယ်လောက်ထိရေရှည်သွားမှာလဲရယ်ပြီးတော့ဘယ်လိုလူတွေနဲ့လက်တွဲသွားမလဲဆိုတော့ client ကိုကျွန်တော်ဘယ်နှစ်ယောက်လက်ခံသွားမလဲဆိုတာကိုရှင်းပြသွားတာပါကျွန်တော်ဒီ plan လေးကိုစ run ပြီးဖို့စပြီးစဉ်းစားကြတဲ့ကျွန်တော်လူကြီးအကန့်အသတ်နဲ့ပဲကျွန်တော်လုပ်မယ်ဆိုတာကို remind လုပ်တယ်ဆိုတော့အဲ့ဒီထဲမှာအများဆုံးဒီ69ယောက်ထိပါပဲ69ယောက်လုံးကိုကျွန်တော်ဒီ family match ပေးတဲ့ service ကို69ယောက်နဲ့ပဲလက်တွဲပါမယ်ဒီ69ယောက်လုံးကိုတစ်ခါတည်းလက်ခံမှာမဟုတ်ဘူးတစ်လနှစ်လလည်းမဟုတ်ပါဘူးဆိုတော့3လမှာ9ယောက်ကိုကျွန်တော်လက်ခံမှာဖြစ်တယ်3လပြည့်ပြီ9ယောက်လည်းကျွန်တော်နဲ့လက်တွဲပြီးပါပြီပြည့်ပြီဆိုတော့မှနောက်ထပ်3လမှာကျွန်တော်နောက်ထပ်9ယောက်အသစ်9ယောက်ကိုထပ်ပြီးလက်ခံမှာဖြစ်တယ်ဆိုတော့ဒီမှာကျွန်တော်က quantity ထက်ကို quality ကိုပို့ပြီးဦးစားပေးတာပါကိုကလူအများကြီးနဲ့ဒီအကောက်အများကြီးမှာပြရမခတ်နေတော့ပဲねဆိုတော့ကိုအကင်နဲ့အကောက်ချင်းစီတစ်ခုချင်းစီတိုင်းမှာတေးသေးချာချာပတ်မိုင်းနိုင်နဲ့မိတ်ဆွေတို့အတွက်အကျိုးအမြတ်ရသွားပြီဆိုတော့မှသာကျွန်တော်အနေနဲ့အောင်မြင်မှာဖြစ်တယ်ကျွန်တော်ဒီဒါကိုရေရှည်သွားမဲ့ခီးတစ်ခုအနေနဲ့ကျွန်တော်လုပ်ထားတာဆိုတော့ဘယ်လောက်ထိကျွန်တော်ဘက်က performance ပေးနိုင်မလဲဆိုတာကျွန်တော်နဲ့လက်တွဲကြည့်လို့ရှိရင်အကောင်းသိနိုင်ပါမယ်ခင်ဗျဆိုတော့ဒီဟာလေးကတော့ကျွန်တော်ရဲ့တနန်းပို့ချမှုအပိုင်းရယ်ဒီတနန်းသားလေးတွေပေါ့ဘယ်လိုမျိုးကျွန်တော် plan လုပ်ပေးထားတယ်ဆိုတဲ့အပိုင်းကိုသိစေချင်လို့ထည့်ထားပေးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်3လမှာတင်နန်းသား9ယောက်ပဲလက်ခံပါတယ်အဲ့တင်နန်းသား9ယောက်လုံးဒီကျွန်တော်နဲ့1 by 1တယောက်ချင်းစီ special တင်ရမှာဖြစ်တယ်ဆိုတော့ကျွန်တော်ပေးတဲ့ဒီသင်ခန်းစာတွေအကုန်လုံးကိုဒီ3လအတွင်းမှာကြည်ကြည်ညက်ညက်ရအောင်ရယ်ပြီးတော့3လနဲ့မလုံလောက်ခဲ့လို့ရှိရင် extension 2လထပ်တိုးပြီးတော့ကျွန်တော် live training ထပ်ပေးတယ်အဲ့ဒီဟာတွေပိုင်းမှာတော့ကျွန်တော်နဲ့ဒီ theory တွေဆိုင် market မှာတကယ် practical တွေသွားတာဖြစ်တယ်ပေါ့နော်ဆိုတော့အကုန်လုံးပြီးသွားရင်တော့ကျွန်တော် graduation certificate လေးထုတ်ပေးတယ်အဲ့ဒီ certificate ကဒီကျွန်တော်နဲ့ပဲဆက်ပြီးတော့လက်တွဲမဲ့ trader တွေအတွက်ဖြစ်တယ်မှာ ranking ဘယ်လောက်ရထားလဲဒီ trader ဆိုရင် ranking ဘယ်လောက်ဒီ trader ဆို ranking ဘယ်လောက်ကျွန်တော်သတ်မှတ်ပေးထားတယ်။ဘာကြောင့်သတ်မှတ်ပေးရလဲဆိုတော့တကယ် ranking ကောင်းတဲ့ top trader တွေဆိုရင်ကျွန်တော်ရဲ့ဒီ community ထဲမှာရောဒီကျွန်တော်အခုသွားနေတဲ့ fan manager program ထဲမှာပါလက်တွဲလို့ရတဲ့အတွက်ကိုကျွန်တော်ထည့်ပေးတာဖြစ်ပါတယ်။ဆိုတော့အဲ့လိုမျိုးလုပ်ချင်တဲ့ trader တွေအနေနဲ့ကျွန်တော်သတ်မှတ်တဲ့ဒီ criteria လေးတွေကိုတကယ်ပြည့်စုံစွာဘောင်းဝင်အောင်ပေါ့နော်ဘောင်းဝင်အောင် train နိုင်တော့မှသာကျွန်တော်ဒီ plan အတွက် offer လုပ်တာဖြစ်ပါတယ်
ဆိုတော့အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကိုဆက်သွယ်ခြင်းနဲ့ဆိုရင်တော့ဒါဒီကျွန်တော်ရဲ့ email ပါဒါကျွန်တော်ရဲ့ Facebook account ပါဒီနာမည်နဲ့ပါမယ်ပြီးတော့ဒါကျွန်တော်ရဲ့ time phone number ပါဆိုတော့အဲ့ဒီဟာကိုကျွန်တော်အချိန်မရွေးဆက်သွယ်လာလို့ရတယ်တိုင်မင်ဆွေးနွေးလို့လည်းရပါတယ်ရှေ့ရှေ့ plan တွေမှာရောဒီအတူတူပူပေါင်းပါဝင်ခြင်းနဲ့ဆိုလဲကျွန်တော်အများကြီးကြိုဆိုနေပါတယ်ခင်ဗျအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးတင်ထားတဲ့ official account ကိုပဲဒါရောက်ဆက်သွယ်ဖို့အတွက်လည်းမိတာရက်ခံပါတယ်ကျွန်တော်ဒီ Facebook မှာမိတီ Facebook page ခုချင်းစီကိုမှကျွန်တော် run နာခြင်းမရှိပါဘူးဆိုတော့ဒီ official account မှာပဲကျွန်တော်တင်တာဖြစ်တဲ့အတွက်မိတီကိစ္စမဆိုဒီ official account ကနေပဲကျွန်တော်ကြီးညာအောင်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ